ကျွန်တော်နားမှာလေစနေတလင်းခွနေဆိုလို့ရှိရင်ညနေပိုင်းဖွင့်တဲ့ဈေးတစ်ဈေးရှိရဲ့ចောင်းသားဈေးလို့ခေါ်သလားဒါမှမဟုတ်ရင်အဟောင်းဈေးလို့ခေါ်တာတော့မသိဘူးပေါ့နော်ဈေးတော့တော်တော်တက်တာတယ်အဟောင်းတွေတပတ်ရစ်တွေရောင်းတဲ့နေရာပေါ့နော်အစ်စ်လည်းရှိတယ်ဒါပေမဲ့များသောအားဖြင့်တော့အဟောင်းတွေကြီးပဲဘယ်လောက်တန်လဲကျွန်တော်ပြမယ်ဒီအင်ကြီးဆိုလို့ရှိရင်30မှ100သူ့ဘေးကအင်ကြီးတွေဆိုရင်တစ်ထည့်ကို20ပဲပြီးရင်တော့တော်တော်များများဒီမှာရောင်းတဲ့အင်ကြီးတွေအကုန်လုံးက20ပေါ့နော်ဒီလိုအိတ်လေးဆိုရင်30ပဲဒါဆိုအောက်လက်တွေပေါ့နော်ပါကင်ပိတ်ထားတဲ့ဟာအစ်စ်တွေသူဆိုရင်30 20 50အဲ့လောက်ပဲရှိတယ်များသောအားဖြင့်တော့ဒီ20တန်အင်ဂျီကိုလာရွေးကြတာများတယ်ပြီးရင်အဲ့လိုရေမွေးတွေပေါ့နော်ရေမွေးလေးတွေရှိတယ်နောက်ပြီးတော့အမျိုးသမီးသုံးတဲ့ပစ္စည်းလေးတွေပေါ့နော်ဒီဘယ်လိုပြောမလဲသပင်နဲ့ပတ်သက်တဲ့ပစ္စည်းတွေအသုံးဆောင်လေးတွေပေါ့နော်ပြီးရင်ဒါဘေးရုပ်တွေရွေးကြတယ်ဗျာဘေးရုပ်လည်း20ပဲအောက်လည်း20ပဲအကုန်လုံး20များတယ်တစ်ထည့်ကို20စီပဲဒီလမ်းအဆုံးပေါ့နော်ဒါဒီလမ်းအဆုံးပြီးရင်ကျွန်တော်လက်ညှိုးညွန်ပြီးပြထားတဲ့နေရာတစ်ခုရှိတယ်အဲ့ဒီနေရာကျတော့အမြဲတမ်းဖွင့်တာအဲ့မှာဘာရှိလဲဆိုတော့သူက first copy တွေ Nike လား Adidas လား Cross လားပေါ့နော်အသစ်ထွက်တဲ့အတိုင်း first copy ရတဲ့ဆိုင်ပေါ့နော်အဲ့ဒီဆိုင်ရဲ့အဲ့ဒီနားမှာဆိုင်တန်းတွေအကုန်လုံး first copy ရောင်းတဲ့ဆိုင်ပါဆိုတော့ဒီနေရာတစ်ဝိုက်ကလေအဲ့လိုရှောက်သွားကြည့်လို့အရမ်းမိုက်တယ်